မင်္ဂလာပါပရိသတ်ကြီးရေဒီနေ့မှာတော့ action ပရိသတ်တွေအကြိုက်တွေ့စေမဲ့2026ထွက်ဇာတ်ကားသစ်နဲ့မိတ်ဆက်ပေးခြင်းပါတယ်ဒီကားထဲမှာပါတဲ့မင်းသားနှစ်လက်ကတော့မတိသူမရှိလောက်အောင်နာမည်ကြီးတဲ့အာကွာမန်မင်းသားဂျေဆန်မိုမိုအာနဲ့ Guardian of the Galaxy မှတရက်တရုပ်ဆောင်ဒေးပေါက်တီးစတာတို့ပဲဖြစ်ပါတယ်သူတို့နှစ်ယောက်ပထမဆုံးအကြိမ်တွဲဖက်တရုပ်ဆောင်ထားတဲ့ action comedy ဇာတ်ကား The Wrecking Crew ကိုအခုပဲ recap လုပ်ပေးသွားမှာပါဇလန်းကတော့စရိုက်ချင်းလုံးဝဆန့်ကျင်ဘက်ဖြစ်တဲ့ဖအေတူမအေခွဲညီကိုနှစ်ယောက်ရဲ့ဇလန်းဖြစ်ပါတယ်တယောက်ကတော့စီကန်းကြီးပြီးအရာရာကိုအတိအကျလုပ်တတ်တဲ့ Navy SEAL တပ်ဖွဲ့ဝင်ဟောင်း Dave Bautista ပါနောက်တစ်ယောက်ကတော့စီကန်းဆိုတာဘာလဲလို့မေးယူရလောက်အောင်ပေါ့ပေါ့ပါပါနေတတ်ပြီးလက်တံပြောင်တဲ့စုံထောက်ကြီးရာဇလွန်မော်ပဲဖြစ်ပါတယ်သူတို့နှစ်ယောက်ဟာငယ်ကလေးကတိတ်မတည့်ကြသလိုကြီးလာတဲ့အခါမှာလဲတယောက်တနေရာစီအဆက်အသွယ်မလုပ်ဘဲနေခဲ့ကြတာပါဖခင်ဖြစ်သူရဲ့တေဆုံးမှုကရိုးရိုးမတော်တဆမှုမဟုတ်ပဲလုံးကြံခံရတာလို့တန်တရားရှိတဲ့အတွက်ညီကိုနှစ်ယောက်ဟာဟာဝိုင်ယီကျွန်းမှာမဖြစ်မနေပြန်ဆောင်ကြရပါတော့တယ်အစာပိုင်းမှာတော့ရေးနဲ့မီးလိုပါပဲတဲ့ဘာဒစတာကဥပဒေပေါင်းအတွင်းကနေစနစ်တကျစုံစမ်းခြင်းပေမဲ့ဂျက်ဆန်မွန်မော်ကတော့လူမိုက်တွေကိုအကြမ်းဖက်ပြီးဒင်းနိုင်ချင်သူပါဒီလိုနဲ့သူတို့နှစ်ယောက်ကြားကအငင်းပွားမှုတွေဟာတာအလွဲတွေနဲ့အတူတရားခံကိုလိုက်ရှာကြပါတော့တယ်စုံစမ်းရင်းနဲ့သူတို့သိလိုက်ရတာကသူတို့အဖေဟာရိုးရိုးတာမန်အသက်ခံရတာမဟုတ်ပဲကြီးမားတဲ့ရာဇဝတ်ကိုင်းကြီးတစ်ခုရဲ့လျှို့ဝှက်ချက်တွေကိုသိသွားလို့နှုတ်ပိတ်ခံလိုက်ရတာပါရန်သူတွေကသူတို့ညီကိုနှစ်ယောက်လုံးကိုပါရှင်းပစ်ဖို့ကြိုးစားလာတဲ့အခါမှာတော့မတည့်ဘူးဆိုပြီးငင်းခုန်နေလို့မရတော့ပါဘူးဆရာဟောင်းတစ်ယောက်ရဲ့တိုက်ခိုက်ရေးစွမ်းရည်နဲ့စုံထောက်တစ်ယောက်ရဲ့ဉာဏ်ရည်တို့ကိုပေါင်းစပ်ပြီး The Wrecking Crew ဆိုတဲ့နာမည်အတိုင်းရန်သူစခန်းတွေကိုစီစီညံ့ညက်ကြည်အောင်ဝင်ငွေကြပုံတွေကို action အလန်းစားတွေနဲ့မြင်တွေ့ရမှာပါဒီဇာတ်ကားက action ခန်းတွေကျန်းသလိုမင်းသားနှစ်ယောက်ရဲ့အပြန်အလှန်ပစ္စလက်ခတ်ပြောဆိုမှုတွေကလည်းပရိသတ်ကိုအတော်လေးရင်မောစေမှာပါနောက်ဆုံးမှာတော့ဒီညီအကိုနှစ်ယောက်သူတို့အဖေအတွက်လက်စားချေနိုင်မလားသူတို့ကြားကသွေးကွဲနေမှုတွေကိုပြန်လည်တည်ဆောက်နိုင်မလားဆိုတာကိုတော့ကိုယ်တိုင်ပဲဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျာဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် like subscribe လုပ်ဖို့မမေ့ပါနဲ့နော်နောက်ထပ်ဇာတ်ကားကောင်းတွေနဲ့ပြန်လာခဲ့ပါမယ်ဒီဗီဒီယိုကို Telegram မှာမြန်မာစာတန်းထိုးနဲ့အစအဆုံးတင်ပေးထားပါတယ်။ Bio မှာပေးထားတဲ့ link ကို copy ယူပြီး Telegram Channel မှာ join ပြီးကြည့်နိုင်ပါတယ်။အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။